မင်္ဂလာပါခင်ဗျာမင်္ဂလာပါစวัสดีครับကဲဒီနေ့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အလုပ်သွားဆောက်တဲ့အခါမှာကျွန်တော်တို့ဖြေရမယ့်မေးခွန်းတချို့ကိုကျွန်တော်ဒီဗီဒီယိုမှာသင်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်သင်ပေးရတဲ့အဓိကရွယ်ချက်ကဘာလဲဆိုတော့အခုလောဆယ်မြန်မာနိုင်ငံမှာအခြေအနေမကောင်းတော့နိုင်ငံခြားမှာအလုပ်ထွက်လုပ်မဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကညီငယ်ညီမငယ်တို့အတွက်ရွယ်ပြီးတော့မှဒီဗီဒီယိုကိုကျွန်တော်လုပ်ပေးရတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့အင်တာဗျူးသွားတဲ့ခါကြလို့ရှိရင်ပထမဆုံးဖြေရမယ့်မေးခွန်းတွေကတော့ဒါကိုယ့်ရဲ့နောက်ခံအကြောင်းနဲ့ကိုယ့်ရဲ့အလုပ်အတွေ့အကြုံအကြောင်းတွေကိုပထမဆုံးအနေနဲ့ဖြေရမယ့်မေးခွန်းတွေဖြစ်ပါတယ်အဲ့တော့မေးခွန်းပထမဆုံးတစ်ခုကဘာလဲဆိုလို့ရှိရင် Tell me about yourself Tell me about yourself အဲ့တော့ interview မေးတဲ့လူကမေးခွန်းမေးလိုက်ပြီး Tell me about yourself ခင်ဗျားရဲ့ကိုယ့်ရဲ့အကျင့်ပြောပြပါOkay အဲ့တော့ကိုကဖြေရတော့မယ်ဒီမျိုးကိုဘယ်လိုဖြေရမလဲဆိုလို့ရှင်ကိုရဲ့အချင်းအဲ့တော့ကိုရဲ့အလုပ်သက်တမ်းတောင်းဆောင်မှာဝန်ထမ်းတယောက်အနေနဲ့ကိုရဲ့အလုပ်အတွေ့အကြုံအကြောင်းတွေကိုအနည်းအကျဉ်းပြောပြရမယ်အရင်တော့ဗမာအလုပ်လုပ်ခဲ့ဘူးပါလေပြီးတော့ကိုရဲ့ရာဇဝင်တွေကဘယ်လိုရှိလဲဆိုတာကိုနည်းနည်းပါပြောပြရမယ်โอเคနော်ဒါကပထမဆုံးမေးခွန်းဖြစ်ပါတယ်ပြီးတော့ဒုတိယမေးခွန်းကဘာလဲဆိုလို့ရှင် What are your greatest strengths What are your greatest strengths ခင်ဗျားရဲ့အားသာချက်တွေကဘာဖြစ်မလဲဆိုလိုချင်တာကကုမ္ပဏီဝန်ထမ်းတယောက်အနေနဲ့ဟာလားဝန်ထမ်းတယောက်အနေနဲ့ကိုယ့်ရဲ့အားသာချက်ကိုလုံးနိုင်တဲ့အရာကိုစွမ်းဆောင်နိုင်တဲ့အရာကိုယ့်ရဲ့အားသာချက်တွေကဘာဖြစ်မလဲဒါတွေကသူတို့သိချင်တာဘာလို့ဆိုကိုကအလုပ်ရပြီဆိုလို့ရှိရင်ကုမ္ပဏီပိုင်စဉ်ကဟာလားကုမ္ပဏီပိုင်စဉ်ကအလုပ်သမားတဲယောက်ကိုခန့်လိုက်ပြီဆိုလို့ရှိရင်အလုပ်သမားကသူတို့ရဲ့ကုမ္ပဏီအတွက်ဘာလုပ်ပေးနိုင်လဲသူတို့ရဲ့ကုမ္ပဏီတိုးတက်ကြောင်းအတွက်ဘာစွမ်းဆောင်ပေးနိုင်လဲဆိုတော့သူတို့ကသိချင်တာအားကြောင့်ဒီမျိုးကိုမေးတာအဲ့တော့ကိုဘာလုပ်ပေးနိုင်လဲဟာလားကိုဘာလုပ်ပေးနိုင်လဲကိုဘာစွမ်းဆောင်ပေးနိုင်လဲကိုယ့်ရဲ့အားသာချက်တွေကိုပြောပြရမယ်ဟုတ်ပြီနော်ဒီမေးခွန်းကโอเคဒါတော့မေးခွန်းနံပါတ်1ဖြစ်ပါတယ်ပြီးတော့မေးခွန်းနံပါတ်3ကဘာလဲဆိုလို့ရှင် What is your biggest weakness ဒီမေးခွန်းကအားနည်းချက်ကိုမေးတာဖြစ်ပါတယ်အဲ့တော့ဝန်ထမ်းတယောက်အနေနဲ့ကိုယ့်ရဲ့အားနည်းချက်ကဘာဖြစ်လဲဆိုတာကိုတစ်ခုလောက်ပြောပြရတယ်နော်အများကြီးပြောပြစရာမလိုကွာအများကြီးရှိလည်းမကောင်းလေနော်အားနည်းချက်အများကြီးရှိတယ်ဆိုလို့ရှိရင်တော့ဘယ်မှကိုသွားမှခန့်မှာမဟုတ်ဟုတ်မလားနော်အဲ့တော့ကိုယ့်ရဲ့ဘဝမှာဝန်ထမ်းတယောက်အနေနဲ့ကိုဘယ်အဖွဲ့အစည်းဘယ်ကုမ္ပဏီမှာမဆိုကိုလှုပ်ပြီးဆိုလို့ရှိရင်ကိုအမြဲတမ်းတွေ့ရတဲ့ကိုယ့်ရဲ့အားနည်းချက်တစ်ခုကိုပြောပြရမယ်အဲ့ဒါဘာဖြစ်မလဲဥမာအချိန်စီမံခန့်ခွဲမှုလားဒါမှမဟုတ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ဖို့ကံဖယ်နဲ့ပေါင်းသင်းသက်ဆိုင်တဲ့အခါမှာသက်ဆိုင်ရေးစင်မပြေရလားဒါမှမဟုတ်ဆိုလို့ရှိရင်အလုပ်တွေကိုပြီးအောင်အချိန်မီမလုပ်ပေးနိုင်ရလားဒီလိုမျိုးအားနည်းချက်တွေကိုကိုယ်ကပြောပြရမယ်ဟုတ်ပြီနော်အများကြီးပြောပြစမ်းမလို့နော်အဲ့လိုအများကြီးပြောပြလိုက်ရင်တော့နော်ဘယ်သူမှကိုယ်သွားပြီးတော့မှခန့်တော့မှာမဟုတ်နော်အလုပ်ပေးတော့မှာမဟုတ်အဲ့တော့နောက်ဆုံးမေးခွန်းကဘာလဲဆိုလို့ရှိရင်What was your biggest accomplishment ပြန်ဖတ်ပြမယ် What was your biggest accomplishment ကဲ accomplishment ဆိုတာဘာလဲဆိုလို့ရှိရင်အောင်မြင်မှုပြောတာဖြစ်ပါတယ် accomplishment ဆိုတာအောင်မြင်မှုကိုပြောတာဖြစ်ပါတယ်အဲ့တော့ဒီမေးခွန်းကဘာကိုမေးရလဲဆိုလို့ရှိရင်နော်ကိုယ့်ရဲ့ဘဝမှာကိုယ့်ရဲ့အလုပ်သက်တမ်းတောက်လျှောက်မှာဟာလားသိကြနော်ကိုယ့်ရဲ့အလုပ်သက်တမ်းတောက်လျှောက်မှာကိုအောင်မြင်ခက်ဖူးတဲ့ဆက်လန်းလေးတစ်ခုပြောပြရမယ်ကိုရင်တော့ဟာလားအရင်တော့ဘာကုမ္ပဏီနဲ့ဘာအဖွဲ့အစည်းနဲ့အလုပ်လုပ်ခဲ့ဘူးပါလဲပြီးတော့အဲ့ဒီကုမ္ပဏီတွေမှာဟာလားအောင်မြင်ခဲ့ဘူးတဲ့အလုပ်တွေ့ကြုံအောင်မြင်ခဲ့ဘူးတဲ့ဆက်လန်းလေးတစ်ခုပြောပြရမယ်ဥမာကျွန်တော်ရင်တော့ဆိုလို့ရှိရင် ABC ကုမ္ပဏီအတွက်အလုပ်ပေးခဲ့ဘူးတယ်အဲ့ဒီကုမ္ပဏီမှာဆိုလို့ရှိရင်ဟာလားကျွန်တော်ဝင်ငွေတွေအများကြီးစာပေးနိုင်ခဲ့တယ်ဟာလားဥပမာဆိုလို့ရှိရင်2026မှာဆိုလို့ရှိရင်ကျွန်တော်အဲ့ကုမ္ပဏီအတွက်ဝင်ငွေ30% စာပေးနိုင်ခဲ့တယ်ဒါမှမဟုတ်ဆိုလို့ရှိရင်လည်းအဲ့ဒီဆိုင်မှာကျွန်တော် customers ဖောက်တယ်တွေအများကြီးစာပေးနိုင်ခဲ့တယ်ဒါတွေကဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ accomplishment ပဲ
ဟုတ်ပြီနော်အဲ့တော့အရင်ကလှုပ်ခဲ့ဘူးတဲ့အလုပ်တွေမှာနော်ဘာအောင်မြင်ခဲ့လဲဘာလှုပ်ပေးခဲ့ဘူးလဲဟာလားကိုအောင်မြင်ခဲ့ဘူးတဲ့ဆက်လန်းလေးတစ်ခုကိုပြပြရတယ် right အဲ့တော့ကိုကအရင်တော့လှုပ်ခဲ့ဘူးတဲ့အလုပ်မှာဆိုလို့ရှိရင်ကိုကအောင်မြင်ခဲ့ဘူးတဲ့ဆိုလို့ရှိရင်ဒါတေးကြတယ်အဲ့အလုပ်ကကိုချီးကျူးမှာပဲနော်တချို့ကုမ္ပဏီတွေဆိုလို့ရှိရင်ချီးကျူးတယ်နော်ကုမ္ပဏီတော်တော်များအဖွဲ့အစည်းတော်များချီးကျူးတယ်ဝန်ထမ်းတယောက်ကအရန်တော်တယ်စွမ်းဆောင်ရည်အရန်ကောင်းတယ်ကုမ္ပဏီမှာဆိုလို့ရှိရင်ကုမ္ပဏီအတွက်လုပ်ပေးနိုင်တာအများကြီးရှိတယ် accomplishment တွေအများကြီးရတယ်ဆိုလို့ရှိရင်ကုမ္ပဏီကဘာလုပ်လဲဆိုတော့ချီးကျူးတယ် right အဲ့တော့ချီးကျူးတဲ့အတွက်ကုမ္ပဏီကဘာပေးလဲဆိုတော့ဟာလာကွန်ပျူတာတွေပေးတယ်အဲ့တော့အဲ့ဒီကွန်ပျူတာကိုတက်တဲ့နဲ့ကိုပြလို့ရနော်လက်စီကိုလှုပ်ဆောင်တဲ့အလုပ်မှာဆိုလို့ရှိရင်ဟုတ်ပြီကျွန်တော်ရင်တော့ဒီလုပ်မှာဒီအောင်မြင်မှုတွေရခဲ့ပြီးတော့မှကုမ္ပဏီကအဖွဲ့အစည်းကကျွန်မကိုဒီကွန်ပျူတာနဲ့ဘာဖြစ်လဲကွန်ပျူပေးခဲ့တယ်ဆိုတော့တက်တဲ့နဲ့ကိုတင်ပြလို့ရ right ဘာလို့ဆိုဒီမေကွန်းကွာအကယ်၍ကိုမှတက်တက်မရှိဆိုလို့ရှိရင်ဥမာကုမ္ပျူတာတန်နေပါညာမရှိဆိုလို့ရှိရင်ဒီမေကွန်းကကိုဆွီးချင်းဆိုဆွီးလို့ရလေကိုလိန်လို့ရလေဟုတ်ပြီကျွန်မအရင်တော့ဆိုလို့ရှိရင် ABC ကုမ္ပဏီမှာလုပ်ခဲ့ဘူးတယ်အဲကုမ္ပဏီမှာဆိုလို့ရှိရင်ကျွန်မဝင်ငွေတွေအများကြီးစာပေးနိုင်ခဲ့တယ်ဖောက်တဲ့တွေအများကြီးစာပေးနိုင်ခဲ့တယ်ကိုပြောချင်းဆိုပြောလို့ရလေဘယ်မှာလဲတက်တက်မရှိဘူးမှရောက်မှာမဟုတ် right အဲ့တော့ကိုတက်တက်ပြရတယ်အဲ့တော့ကိုမှတက်တက်ရှိတယ်ဆိုလို့ရှိရင်တက်တက်ပြ right okay အဲ့တော့ဒီနေ့ကပထမဆုံးအပိုင်း1 interview ဖြစ်ပါတယ်အပိုင်းနဲ့အပိုင်း3ကိုကျွန်တော်နောက်ရက်တွေကြာလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့မှတင်ပြမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့နိုင်ငံခြားမှာအလုပ်သွားလုပ်မဲ့ညီငယ်ညီမငယ်တို့အတွက်အလုပ် interview သွားတဲ့အခါမှာဖြေရမယ့်ပထမဆုံးမေးခွန်း၄ခုကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာလာပြီးမှဆင်းပြပေးနေတာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် thank you very much สวัสดีครับအလုပ် interview နဲ့ပတ်သက်ပြီးတော့မှအသေးစိတ်သိချင်တာရှိရင်ဒါမှမဟုတ်အသေးစိတ်လေ့လာဖို့လိုတယ်စနစ်တကျအသေးစိတ်ဆရာနဲ့တိုင်ပင်ဆွေးနွေးခြင်းနဲ့ဆရာနဲ့ face to face လို့ပုံစံမျိုးတိုင်ပင်ဆွေးနွေးခြင်းနဲ့လေ့လာခြင်းတဲ့ဆိုလို့ရှိရင်တော့ကျွန်တော် Messenger နဲ့ဘယ်တော့မှလာဆက်သွယ်မြင်မြန်လို့ရပါတယ်ခင်ဗျာဒီလုံး interview နဲ့ပတ်သက်ပြီးတော့မှကျွန်တော်အသေးစိတ်ရှင်းပြပေးဖို့အတွက်ကျွန်တော်ဖွင့်ထားပေးတဲ့သင်တန်းတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီအလုပ်သွားတဲ့အခါမှာအလုပ် interview မေးခွန်းတွေကိုဘယ်လိုဖြေရမလဲမေးခွန်းတွေဘယ်လောက်ရှိလဲပြီးတော့ဘယ်အလုပ်ကအလုပ်တွေကသဘောတဘာမတူကြအောင် right ဥမာသူနာပြုအလုပ်လား engineer အလုပ်လားအလုပ်ကသဘောတဘာမတူညီတဲ့အခါကျတော့ဖြေရတဲ့မေးခွန်းပုံစံတွေလည်းမတူကြအောင်เนาะပြီးတော့ကျွန်တော်တို့ကအလုပ် interview သွားတဲ့အခါမှာ interview မေးခွန်းတွေပဲကျွန်တော်တို့သိထားလို့မရအောင်เนาะ interview မေးခွန်းတစ်ခုတည်းကိုပဲကျွန်တော်တို့သိထားလို့မရအောင်ကျန်တာကျွန်တော်တို့ဘာသိထားရမလဲဆိုတော့အလုပ်ကိုစောင့်တဲ့အချိန်မှာကျွန်တော်တို့ CV ရေးရပါတယ် CV ဆိုတာကเนาะ resume ပြောတာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါက CV မှာဆိုလို့ရှိရင်တော့เนาะနေတို့အလုပ်ဆောင်ဖူးတယ်ဆိုလို့ရှိရင်နေတို့ကြားဖူးမှာပါเนาะအဲ့တော့ကျွန်တော်တို့အရင်ဆုံး CV တင်ရတယ် CV form တင်ရတယ်ဟုတ်လားနော်CV ရဲ့ရေးပုတ်ရေးနေရလဲအများကြီးရှိတယ်ဟုတ်ပြီနော်အဲ့တော့ CV ရဲ့ရေးပုတ်ရေးနေက3-4မျိုးလောက်ရှိတယ်ကိုယ့်ရဲ့အလုပ်သဘောတော်ပုံမှန်မှုတည်ပြီးတော့မှကိုအဓိကထက်ရေးချင်တဲ့အကြောင်းအရာကဘာလဲကိုယ့်ရဲ့အလုပ်တွေးကြုံလာဒါမှမဟုတ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နောက်ခံပြန်ရဲ့အကြောင်းအရာစလားဆိုတာကို CV ရေးပုတ်ရေးနေကအများကြီးရှိတယ်ပြီးတော့တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီ cover letter ဆိုတာတော့ကျွန်တော်အလုပ်ဆောက်ပြီးဆိုလို့ရှိရင် cover letter ရေးပေးရပါတယ်အဲ့ဒါဘာအကြောင်းအရာတွေရေးရလဲဆိုတော့ဒီလုပ်ကိုကျွန်တော်ရခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ကအချိန်ဘယ်လောက်မှဆက်လုပ်ပေးလို့ရမလဲဒါမှမဟုတ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ဆက်သွယ်လို့ရမယ်ဟာလာအချက်လက် email လိပ်စာတွေထပ်ပေးရမယ်ဆိုတဲ့ဟာလေးတွေပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်လေ့လာခြင်းနဲ့စနစ်တကျလေ့လာခြင်းနဲ့ဆရာနဲ့တိုင်ပင်ဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်ခုနပြောတဲ့အတိုင်းစာရဲ့Facebook Messenger မှာလာရောက်ဆောက်စံမြင်မြန်လို့ရပါတယ်ခင်ဗျာဒီတန်းကကျွန်တော်လုံးဝ VIP တယောက်တည်းတည်တံ့သင်ပေးနေတဲ့เนาะအတန်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ